အတုပဘာဝနာကိုဟောမှဖြစ်တဲ့အတွက်ကြောင့်ကိုယ်ခန္ဓာရဲ့သဘာဝကိုဘုံတို့ပြောနေတဲ့စကားသံကိုနားထောင်ရင်းနဲ့တည်တည်ချာချာအာယုံပြုပြီးတော့နားထောင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့စကလုံးတွေရဲ့အဓိပ္ပာယ်ကိုမှတ်မှတ်သားသားပို့ရှိနိုင်တယ်ပေါ့ဒါကြောင့်တရားဘာဝနာကြိုးစားအားထုတ်နေတဲ့ပုံစံလေးနဲ့နာယုံကြည်ညိုကြည့်ကြမယ်နော်ခန္ဓာကိုယ်ကိုတတ်တောင့်တတ်တာအနေထားလေးဖြစ်အောင်ထားဘုရားယန္တာရိယသူတော်ကောင်းကြီးများအလွန်တရာတန်ဖိုးထားတော်မူတဲ့အလွန်တရာမှမြတ်နိုးတော်မူတဲ့သတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်များကိုတို့ကြိုးစားအထောက်ရတယ်ဆိုတဲ့ဝမ်းမြောက်တဲ့စိတ်ဝမ်းသာတဲ့စိတ်ကြည်နူးတဲ့စိတ်နှစ်သက်တဲ့စိတ်နဲ့ကိုယ်ခန္ဓာရဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားပါအခုအတုပဘာဝနာရဲ့အကြောင်းကိုပြောမှာပါအတုပဆိုတာမတင့်တယ်တဲ့သဘောမတင့်တယ်တဲ့သဘောဆိုတာငါလို့ဆွဲထားတဲ့သူလို့ဆွဲထားတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့သဘောအမှန်အဲ့ဒီအတုပမတင့်တယ်တဲ့32မျိုးသောကုဋ္ဌာတတို့ဖြင့်တိဆောက်ထားတဲ့ဒီအနေအထားမှန်ကိုစဉ်းစားဆင်ခြင်ခြင်းအပြင်မဉ္ဇဉ်ပုညမျက်နှိပ်ဗံကိုမျက်မှောက်ပြုနိုင်တယ်လို့တောင်းမြတ်စွာဘုရားဟောပါတယ်မဟာသတိပဋ္ဌာန်သုတ်တန်ထဲမှာလည်းပဲပฏิကူလမနတိကာရပပဆိုပြီးတော့ကာယကတတတိ14မျိုးထဲမှာတစ်မျိုးအပါဝင်မြတ်စွာဘုရားဟောထားပါတယ်ဣမမေဝကာယံဥဒ္ဒံပါဒတလအဒောကေတမတ္ထက7မွေးစခြေဘဝအစုံအထက်ကနေအောက်တိုင်အောင်ခြေဘဝအစ7မွေးအစုံအောက်ကနေအထက်တိုင်အောင်ဣမမေဝကာယံဥဒ္ဒံပါဒတလအဒောကေတမတ္ထကတဇပရိယန္တံအရေးတူအရေးပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ပူရဏနာပကာရတအတုရှိနောအထုထုအပြားပြားသောမစင်ကြယ်တဲ့အရာတို့ဖြင့်ပြည်နေတဲ့ဣမမေဝကာယဤခန္ဓာကိုယ်ကိုပိစဝကတိအမှန်တိုင်းသိအောင်စဉ်းစားရမယ်ဆင်ခြင်ရမယ်တဲ့ကာယကတတတိ14မျိုးထဲမှာမိမိခန္ဓာရဲ့ဆံပင်မွေးခြင်းခြေသည့်လက်သည့်သွားအရေးအစရှိသဖြင့်32မျိုးသောကုဋ္ဌာတတို့ဖြင့်တိဆောက်ထားတဲ့အနေအထားမှန်ကိုစဉ်းစားဆင်ခြင်ခြင်းဟာလည်းပဲသတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ကြောင့်ရရှိမဲ့အကျိုးကျေးဇူး9မျိုးကိုပေးနိုင်တဲ့ဘာဝနာကမ္မဋ္ဌာန်းတရားတစ်မျိုးလို့သိမြင်နားလည်တဲ့စိတ်ယုံကြည်တဲ့စိတ်နဲ့စဉ်းစားရမယ်ဆင်ခြင်ရမယ်အင်္ဂုတ္တပါဠိတော်ဧကတတနိပတ်မှာအမတန္တိဘိက္ခဝေနပရိပုံဇန္တိရေကာယကတတတိနပရိပုံဇန္တိတဲ့ကာယကတတတိလို့ဆိုတဲ့ဒီခန္ဓာကိုယ်တိဆောက်ထားဖို့ဇံမေမွေးခြင်းခြေသည့်လက်သည့်သွားအရေးအသားအကျော်အယိုးရိုးတွင်ခြင်းသည့်အညွတ်နှလုံးအသက်အစရှိတဲ့ဒီအစုအဝေးကိုမစင်သားမစင်ခြင်းမဲနဲ့မသုံးဆောင်မဲနဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအမတလို့ဆိုတဲ့နိဗ္ဗာန်ကိုမသုံးဆောင်နိုင်တဲ့ပုဂ္ဂိုလ်လို့ဆိုပါတယ်တဲ့အမတန္တိဘိက္ခဝေပရိပုံဇန္တိရေကာယကတတတိပရိပုံဇန္တိဒီယုတ်ကာယအစုအဝေးကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းလို့ဆိုတဲ့ကာယကတတတိကိုစဉ်းစားဆင်ခြင်ခြင်းအပြင်သုံးဆောင်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ချမ်းသာကိုသုံးဆောင်နေတာလို့တောင်မြတ်စွာဘုရားဟောပါတယ်ဒါကြောင့်ဒီ32မျိုးသောကုဋ္ဌာတကိုစဉ်းစားခြင်းဆင်ခြင်ခြင်းဟာနိဗ္ဗာန်ကိုသုံးဆောင်တာလို့တောင်မြတ်စွာဘုရားဟောပါတယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာပွားများအားထုတ်လို့ရှိရင်အလွန်ကြီးမားတဲ့အကျိုးအန္တိသင်ရှိတဲ့
နိဗ္ဗာန်ကိုရောက်အောင်ပို့နိုင်တဲ့နိဗ္ဗာန်နဲ့အဆုံးရှိတဲ့တင်ညာ9မျိုးဆိုတော့မြတ်စွာဘုရားဟောထားတာရှိတယ်တတ္တိမေဘိက္ခဝေတင်ညာဘာဝိတဗဟုလိကတာမဟာဖလာဟွန်တိမဟာနိတန္တာအမတောကတာအမတပရိယောတနာယဟန်တို့တဲ့အခုပြောမဲ့တင်ညာ9မျိုးဟာပွားများမယ်ဆိုလို့ရှိရင်ကျင့်ဖန်များစွာမိမိတန်တာမှာဖြစ်စေမယ်ဆိုလို့ရှိရင်မဟာဖလာဟွန်တိအလွန်ကြီးမားတဲ့အကျိုးအန္တိတင်ရှိတယ်မဟာနိတန္တာဟွန်တိအလွန်ကြီးမားတဲ့အကျိုးအန္တိတင်ရှိတယ်မဟာဖလာအလွန်များပြားတဲ့အကျိုးကျေးဇူးရှိတယ်အမတောကတာနိဗ္ဗာန်ချမ်းသာကိုရအောင်ပေးနိုင်တယ်နိဗ္ဗာန်ကိုအရောက်ပို့နိုင်တယ်အမတပရိယောတာနာနိဗ္ဗာန်ချမ်းသာလည်းအဆုံးရှိတယ်လို့အဲ့လိုဟောတယ်အဲ့ဒီ9မျိုးသောတင်ညာဆိုတာထဲမှာအတုပတင်ညာဆိုတာလည်းတစ်ခုအပါဝင်ပါပဲနေဆာတင်ညာလို့ဆိုတဲ့မတည်မြဲမှုကိုသိတဲ့နားလည်တဲ့မြင်တဲ့စဉ်းစားဆင်ခြင်တဲ့ဉာဏ်ပညာအနတ္တတင်ညာလို့ဆိုတဲ့အတွင်းအာယတနာ6ပါးအပြင်အာယတနာ6ပါးတို့ရဲ့အနှစ်သာရကဲမဲ့ပုံကိုစဉ်းစားဆင်ခြင်ပြီးတော့သိမြင်နားလည်တဲ့ပညာအတုပတင်ညာလို့ဆိုတဲ့မတင့်တယ်တဲ့သဘာဝတွေကိုသိတဲ့မြင်တဲ့နားလည်တဲ့သဘောစဉ်းစားဆင်ခြင်နေတဲ့သဘောအဒီနဝတင်ညာလို့ဆိုတဲ့ဒီခန္ဓာကိုယ်ရဲ့အနာယောဂများပြားကိုအပြစ်အနာစာကြီးမားစွာတည်ရှိနေပုံကိုစဉ်းစားဆင်ခြင်တဲ့အဒီနဝတင်ညာပဟာနာတင်ညာလို့ဆိုတဲ့ဖြစ်ပေါ်လာတဲ့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တဤဝိတ္တတွေကိုဖယ်ရှားသုတ်သင်ခြင်းလို့ဆိုတဲ့ဒီပဟာနာတင်ညာဝိရာဂတင်ညာလို့ဆိုတဲ့ကိလေသာခသိမ်းကင်းပြတ်ရာနိဗ္ဗာန်ကိုစဉ်းစားဆင်ခြင်ခြင်းလို့ဆိုတဲ့ဝိရာဂတင်ညာនិရောဓတင်ညာလို့ဆိုတဲ့ကိလေသာခသိမ်းဒုက္ခခသိမ်းချုပ်ငြိမ်းရာနိဗ္ဗာန်ကိုစဉ်းစားဆင်ခြင်ခြင်းလို့ဆိုတဲ့និရောဓတင်ညာသဗ္ဗလောကေအနာဘိတတတင်ညာလို့ဆိုတဲ့ဒီလောကရဲ့ပုံမှာဆွဲမဲ့မှုဆွဲလန်းမှုဥပါဒဏ်တရားတွေကိုကင်းပြောက်အောင်ကြိုးစားပြီးတော့နေတဲ့သဗ္ဗလောကေအနာဘိတတတင်ညာသဗ္ဗသင်္ခါရေတုအနိစ္စတင်ညာလုံးစုံသောသင်္ခါရတရားတို့ကိုအလိုမရှိဘူးဆိုတဲ့အမှတ်တင်ညာအာနာပါနတတိဝင်သက်ထွက်သက်ရဲ့ပုံမှာသတိထားပြီးတော့နေခြင်းလို့ဆိုတဲ့အာနာပါနတတိအဲ့ဒီတင်ညာ10မျိုးကတော့နာယူယုံနဲ့တောင်ယောဂပျောက်ကင်းတယ်လို့ကိရိမာနန္ဒသုတ်တမှာကိရိမာနန္ဒယဟန်အကျမ်းမှာဖြစ်နေလို့ရှင်အနန္ဒသွားပြီးတော့အဲ့ဒီယဟန်ဒီကိုကြွပေးဖို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကဒီတင်ညာ10မျိုးကိုသာငါစီကသင်ယူပြီးတော့အဲ့ဒီယဟန်ကိုသွားပြီးတော့ဟောပြလိုက်အဲ့ဒီတင်ညာ10မျိုးကိုနာယူရင်နာယူပြီးဒီချမ်းမဲ့မှာယောဂဘုရားတွေပျောက်သွားလိမ့်မယ်လို့မြတ်စွာဘုရားဟောပြထားတဲ့ကိရိမာနန္ဒသုတ်တံထဲမှာအဲ့ဒီအတုပတင်ညာဟာတစ်ခုအပါဝင်ဖြစ်တယ်သောတော်ကပွားများရင်အလွန်ကြီးမားတဲ့အကျိုးအာနိသင်ရှိတဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်ပေးနိုင်တဲ့နိဗ္ဗာန်ချမ်းသာလည်းအဆုံးရှိတဲ့တင်ညာ9မျိုးထဲမှာလည်းပဲအဲ့ဒီအတုပတင်ညာကထိတ်ဆုံးမှာပါတယ်ဒါကြောင့်မိမိခန္ဓာရဲ့ရှင်ရှားဆက်စုပ်ဖွဲ့ကုဋ္ဌာတတို့ဖြင့်တိဆောက်ထားတဲ့အနေအထားမှန်ကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်ကြီးမားတဲ့အကျိုးအန္တိတင်ရှိတယ်လို့ဒီဒေသနာတွေကိုအမှတ်ရသောအဖြစ်ဆင်ခြင်သောအဖြစ်သိနိုင်တယ်နားလည်နိုင်တယ်ဒါကြောင့်အယိုးကိုအမာခံနေရာမှာထားပြီးတော့အကျော်တို့နဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးတွေနဲ့လိမ့်ကြံပြီးတော့အရေတို့အရေပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ရဲ့အကြောင်းကိုမမကန်ကန်သိအောင်မြင်အောင်နားလည်အောင်စဉ်းစားရမယ်ဆင်ခြင်ရမယ်ဒါဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးသူမဟုတ်ဘူးရှင်ရှားဆက်စုပ်ဖွယ်ရုပ်တဘာဝတို့ရဲ့အစုအဝေးမျှတာဖြစ်တယ်လို့အမြင်မှန်ရအောင်ကြိုးစားရမယ်တဲ့အယိုးကိုအမာခံနေရာမှာတည်ထားပြီးတော့အကျော်တွေနဲ့ဖွဲ့ရှက်ပြီးတော့
အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်တူအရည်ပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကိုမြင်အောင်ကြည့်ပါခေါင်းယူကြီးရှိတယ်အဲ့ဒီခေါင်းယူကြီးမှာအခေါင်းပေါက်တွေများစွာရှိတယ်လေပင်ရိုးနဲ့စိုက်ဆောင်ပြီးတော့ထားတဲ့ခေါင်းယူကြီးအောက်ကိုဆင်းလာပြီးတော့ကြည့်ပါအခုံးရိုးတွေရှိမယ်နံရိုးတွေရှိမယ်လက်တစ်ဖက်ကအယိုးတွေဖြာကျသွားပုံကိုမြင်အောင်ကြည့်ပါပေါင်ရိုးနှစ်ချောင်းရှိမယ်ဒူကောင်းကြီးရှိမယ်ခြေသလုံးရိုးရှိမယ်ခြေချောင်းလေးတွေရှိမယ်လမ်းမှာအယိုးတစ်ချောင်းမြန်ကျနေတာကိုတွေ့မယ်ဆိုလို့ရှိရင်အလွန်ထိတ်လန့်တဲ့စိတ်နဲ့ရွှင်ရှားဆက်ဆုပ်တဲ့စိတ်နဲ့အဲ့ဒီခံစားမှုနဲ့ကြည့်ကြမှာအဲ့ဒီလိုထိတ်လန့်စရာကောင်းတဲ့ရွှင်ရှားဆက်ဆုပ်ဖွယ်ဖြစ်တဲ့အယိုးကြီးကမိမိခန္ဓာထဲမှာရှိနေတာပဲအဲ့ဒါလိုအယိုးကိုအမာခံနေရာမှာတီထားပြီးတော့အကျော်တို့ဖြင့်ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်တူရေပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ထဲမှာဘာတွေရှိလဲခေါင်းထဲမှာအုံနောက်တွေရှိမယ်ရင်ကောင်းပိုင်းမှာဆိုရင်အစုံနဲ့နှလုံးရှိမယ်ဝမ်းပိုက်ပိုင်းမှာဆိုရင်အသေးရှိမယ်အစာအိမ်ရှိမယ်ဥသိမ်ရှိမယ်ဥမရှိမယ်ကြောက်ကနှလုံးရှိမယ်တရက်ရွက်ဆိုတဲ့ဘေးဆိုတာရှိမယ်တီးချီအိတ်ကလေးရှိမယ်မိမိမက်မက်မောမောဝါမျိုးစားတောက်ထားတဲ့အစာအာဟာရအသစ်တွေရှိမယ်တဖြည်းဖြည်းပြောင်းလဲစားပြုတ်နေတဲ့အစာအာဟာရအဟောင်းတွေရှိမယ်စီးတွေနဲ့ပြည့်နေတဲ့စီးအိမ်ကြီးရှိမယ်ဒါတွေပါပဲဘဝဆိုတာဒါပါပဲဒါကိုသိအောင်မြင်အောင်အမှန်တိုင်းသိအောင်စဉ်းစားခြင်းဆင်ခြင်ခြင်းဟာနိဗ္ဗာန်ချမ်းသာကိုသုံးဆောင်တယ်လို့တောင်ဆိုနိုင်တယ်လို့မြတ်စွာဘုရားဟောထားတာပါဒါကြောင့်အလေးနဲ့ထားပြီးတော့ဘုခန္ဓာကိုယ်ရဲ့အခြေအနေမှန်သဘောထားမှန်ကိုသိအောင်မြင်အောင်ကြိုးစားရမှာဦးဇင်းတို့သုတ္တနိဗ္ဗာန်ပါဠိတော်မှာဝိဇယသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဒီယုတ်ခန္ဓာရဲ့သဘာဝအမှန်တွေကိုထင်ထင်ရှားရှားဟောပြထားတာကိုမှတ်တမ်းတင်ထားဝိဇယဆိုတာကိလေသာခတ်သိမ်းကိုအောက်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်ကိုယ်ခန္ဓာရဲ့ဒီယုတ်ပိုင်းဆိုင်ရာသဘာဝအမှန်တွေကိုစဉ်းစားဆင်ခြင်ခြင်းဟာလောဘဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကိုအောက်နိုင်တယ်လို့မြတ်စွာဘုရားဟောတော်မူလို့ရင်းဖြစ်ပါတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကတိရိမာပြည့်စုံမှာကိုအကြောင်းပြုပြီးတော့ဟောတော်မူထားတဲ့ဒီသုတ်တံဖြစ်ပေါ်လာခြင်းရဲ့ဏိဒံဝတ္ထုလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်မြတ်စွာဘုရားလက်ထက်ကတိရိမာဆိုတဲ့ပြည့်စုံမှာတူရှိတယ်အဲ့ဒီပြည့်စုံမှာအလွန်တရာမှချောမောလှပတယ်လို့ဆိုတယ်တနေ့တော့အဲ့ဒီပြည့်စုံမှာတည်ဆုံးသွားတယ်ဆိုတဲ့အကြောင်းကိုပိမိတာရမင်းကြီးရဲ့သတင်းပေးချက်အရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတည်တော်မူလို့ဒီတိရိမာကိုအကြောင်းပြုပြီးတော့တရားတစ်ပုဒ်ဟောရလိမ့်မယ်အဲ့ဒီတရားကိုနာယူပြီးတော့ယဟန်တွေရောလူတွေရောနတ်တွေရောသစ္စာလေးပါးတရားကိုသိကြလိမ့်မယ်မြင်ကြလိမ့်မယ်လို့မြတ်စွာဘုရားကကြိုတင်ပြီးတော့တည်တော်မူတဲ့အတွက်ကြောင့်ပိမိတာရမင်းကြီးကိုအဲ့ဒီတိရိမာရဲ့ရုပ်ကလပ်ကိုမီလည်းမရှိုးနဲ့ရေတယ်လည်းမမြုံနဲ့မြေကြီးတယ်လည်းမမြုံနဲ့ဘာမှခွဲတာစိတ်ဓာတ်တွေလည်းမလုံးနဲ့ဒီတိုင်းပဲထားလိုက်ပါလို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒါတိရိမာရဲ့ရုပ်ကလပ်ကိုတင်းချိုင်းမှာခွေတွေကြီးတွေပိုးအောင်နေမစားအောင်လုံခြုံတဲ့အဆောင်အရှောက်အစီမံပေးပြီးတော့ဒီတိုင်းပဲပြစ်ထားရတယ်တရက်နေလာပြီနှစ်ရက်နေလာပြီသုံးရက်နေလာပြီဆိုတော့လေးရက်မြောက်နေမှာတော့ဘလို့မှကြည့်လို့ရှုလို့မကောင်းတော့တဲ့နော်အလွန်တရာမှကျွမ်းရှားဆက်စုပ်ဖွယ်ကောင်းတဲ့အနေအထားမျိုးနဲ့ပျက်စီးဖောက်ပြန်နေတဲ့ဒီယုတ်ကလရဲ့အနေအထားအဲ့ဒါကိုဗိမိတာရမင်းကြီးကမြ
မြတ်စွာဘုရားကိုလျှောက်ပြီးတော့သတင်းပေးတယ်ရှင်ဘုရား၄ရက်မြောက်နေ့လျှောက်ပါပြီဆိုတော့မှမြတ်စွာဘုရားကယဟန်တန်ဃာကိုတတိမာရဲ့ရုပ်ကလပ်ကိုသွားပြီးတော့အတုပါရှုကြမယ်အဲ့လိုမျိုးအမိန့်ရှိတော့အဲ့ဒီယဟန်နေတဲ့မှာယဟန်တစ်ပါးကဆွမ်းခံကြွရင်းနဲ့တတိမာကွယ်လွန်မဲ့နေ့မှာပဲမကွယ်လွန်လေးခင်ကျမ်းမာရေးမကောင်းတဲ့တတိမာကဝိချီတာကိုခံပြီးတော့ဆွမ်းလောင်းလှူအဲ့ဒီမကျမ်းမာဖြစ်နေတဲ့တတိမာကိုကြည့်ပြီးတော့အဲ့ဒီယဟန်ကဒီလောက်မကျမ်းမာဖြစ်နေတာတောင်ဒီလောက်လှပတင်းနေတယ်ဆိုရင်ကျမ်းမာရေးကောင်းတဲ့အချိန်အစင်တသာအပြည့်စုံနဲ့များရှိနေမယ်ဆိုရင်ဘယ်လောက်မြန်ကြည့်ကောင်းမလို့လို့အဲ့လိုစဉ်းစားပြီးတော့ကြောင်းပြန်ရောက်တော့ဆွမ်းတော်မစားနိုင်ဘူးလို့ဆိုတယ်အဲ့ဒါဆွမ်းစပိတ်ကိုကရင်အောက်မှာထိုးပြီးတော့ဆွမ်းကလည်းမထွက်တော့ဘူးဆွမ်းလည်းမစားတော့ဘူးဒီတိမာရလှပတဲ့အစင်းကပဲသူ့ရဲ့စိတ်ထဲမှာတဝဲလေလေဖြစ်ပြီးတော့1ရက်2ရက်3ရက်4ရက်မြောက်နေ့သူလည်းပဲအစာမစားဘူး4ရက်နေ့ထိတိုင်အောင်အဲ့ဒါယဟန်တွေကတိမာရဲ့ပုံကိုသွားပြီးတော့ကြည်ကြမှာတယ်လို့ပြောတော့တိမာဆိုတဲ့အတန်ကိုကြားတာနဲ့ပဲအဲ့လိုဆိုငါလည်းလိုက်ပြီးတော့ကြည့်မယ်တကယ်စင်စစ်တိမာတေဆုံးသွားတာကို तू မသိဘူးတိမာက तू ဆုံးခံကြွတဲ့နေ့ကညနေပိုင်းမှာဆုံးသွားတာဒါ तू မသိဘူးတိမာဆိုတဲ့အတန်ကြားတာနဲ့ तू ကလည်းလိုက်သွားတာတင်းချမ်းရောက်ပြီဆိုတော့မှတိမာက तू မျှော်မှန်းထားတဲ့အတိုင်းမဟုတ်ဘူးရစည်းပြီးတော့အကြီးအကျယ်ပေါက်ပြန်နေတဲ့အနေအထားကို तू တွေ့ရတယ်အဲ့ဒါတိမာကလည်းပဲသောတာပန်ရိယာသူတော်ကောင်းဆိုတော့ကွယ်လွန်ဒိဋ္ဌာရောက်သွားတဲ့အခါမှာယာမနတ်ပြည်မှာသူ့ယာမနတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်တယ်လို့ဆိုတယ်အဲ့ဒါသူကိုယ်တိုင်ကလည်းပဲအချွေအရန်နေနဲ့မြတ်စွာဘုရားဟောပြမယ်တရားဒေသနာကိုနာယူဖို့အဲ့ဒီသုတ်တန်ကိုရောက်လာတယ်လို့ဆိုတယ်နော်အလွန်ဆန်းကျယ်တဲ့ကိစ္စတွေပဲအဲ့ဒါသုတ်တန်ရောက်တော့မြတ်စွာဘုရားကပိမိတာရမင်းကြီးကိုဒီတိမာအသက်ရှင်တန်စဉ်အခါတုန်းကတနေ့ကိုအသက်ပြား1000ပေးရတယ်ဒါကြောင့်အခုဒီတိမာကိုအသက်ပြား1000နဲ့ဝယ်ယူမဲ့လူများရှိရင်ဝယ်ယူနိုင်တယ်လို့မောင်းကျင်းတင်ခတ်စီကြီးညာချက်ထုတ်ပြန်စီဒီလိုမိန့်ရှိလို့ဒါမင်းဗိမိတရာမင်းကြီးကတိမာကို1000ဖြင့်ဝယ်ယူမြတ်သူများရှိရင်ပြောပါယူမပဲဘယ်ဝယ်ယူမလို့ဈေးများနေလို့နဲ့တူတယ်900နဲ့ဝယ်မယ်ဆိုရင်လည်းပဲဝယ်နိုင်တယ်ဘယ်သူဝယ်ယူမလဲဒီလိုနဲ့တဖြည်းဖြည်းနဲ့နော်တစ်ချက်ငမ်းမှုတမတ်နောက်တိမာကိုအလကားယူမယ်ဆိုရင်တော့ယူလို့ရတယ်လို့ကြီးညာချက်ထုတ်ခိုင်းတယ်အလကားလည်းဘယ်သူယူမလို့ဒီရုပ်ရဲ့နော်ရှင်သန်နေထိုင်ခြင်းမှာဖြစ်ပေါ်နေတဲ့အနေအထားပျက်စီးသွားပြီဆိုတော့ဘလောက်ထိတန်ဖိုးကျသွားလဲဆိုတာလေးကိုပေါ်လွင်အောင်ဒီနေရာဖြင့်ဒီရုပ်အစုအဝေးရဲ့အနှစ်သာရကင်းမဲ့ပုံကိုပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားကအဲ့ဒါလိုခိုင်းစေတာဒါကစဉ်းစားကြည့်မယ်ဆိုရင်လည်းပဲတော်တော်တတိတံဝေကရစရာကောင်းတယ်အဲ့ဒါလိုနဲ့မြတ်စွာဘုရားကရောက်ရှိလာတဲ့နတ်ပိဋကယဟန်ပိဋကလူပိဋကအလုံးကိုတရားဒေသနာတစ်ပုဒ်ဟောတယ်အဲ့ဒီဒေသနာလေးကဒီယုတ်ကာယရဲ့ဝိညာဉ်တင်လဲအသက်ရှင်စဉ်အခါကာလမှာဖြစ်ပေါ်နေတဲ့မတင့်တယ်တဲ့သဘောတဘာဝအသက်ဝိညာဉ်ကင်းပြီးတော့သိပြီးတဲ့နောက်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာမဲ့မတင့်တယ်တဲ့သဘာဝဒါတွေကိုပိုင်းခြားပြီးတော့မြတ်စွာဘုရားဟောတာအလွန်လဲမှတ်သားစရာကောင်းပါတယ်အလွန်လဲစနစ်တကျဟောထားတဲ့တရားဒေသနာတစ်ပုဒ်လို့ဆိုရမယ်ဘယ်ကနေမြတ်စွာဘုရားစပြီးတော့ဟောတော့စရံဝါယတိဝဒိဋ္ဌံဒီသိမ့်တော်ဥဒဝတေယသမိတ်ဇေတိပတာရိတိဧတာကာယတအိဉ္စနာသွားတယ်ရက်တယ်ထိုင်တယ်လျောင်းတယ်ဆိုတာပုဂ္ဂိုလ်တ attva ရဲ့သဘောမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်တ attva ကြီးကသွားနေတာရက်နေတာထိုင်နေတာလျောင်းနေတာမဟုတ်ဧတာကာယတအိဉ္စနာအဲ့ဒါရုပ်အစုအဝေးရဲ့လှုပ်ရှားမှုတသက်မျှတာဖြစ်တယ်တဲ့
ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ကိုမြတ်စွာဘုရားကအရင်ခွာပေးတော်မူပါတယ်သွားနေတယ်ဆိုတာငါသွားတာမဟုတ်ဘူးသူသွားတာမဟုတ်ဘူးရုပ်တဘာဝကြီးရဲ့လှုပ်ရှားမှုရွေလျားမှုအဲ့ဒါကိုဦးဇင်းတို့မင်းကုန်းဆရာဘုရားကြီးကသွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသိစိတ်ကြောင့်ဖြစ်သောဓဝါယောနှံ့နှောရုပ်ဝယ်ပြည့်ဝါယောပြည့်သောရုပ်တစ်ပေါ်ရုပ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်ကြည့်သွားတယ်ဆိုတာသွားလို့တဲ့စိတ်ကလေးဖြစ်လာလို့အဲ့ဒီစိတ်ကလေးကြောင့်စိတ်တဝါယောဆိုတာတကူလုံးမှာအနှံ့ဖြစ်တယ်အဲ့ဒီဝါယောတက်ရဲ့နော်စိတ်ဆိုမှုနော်အစဉ်စဉ်ပြောင်းလဲဖြစ်ပေါ်လာမှုတွေကြောင့်သွားတယ်ဆိုတဲ့အမူအရာကြီးဖြစ်လာတာစိတ်ရုပ်တရုပ်သွားနေတယ်လို့မျိုးအထဲထဲမှာသွားတယ်အကြောင်းချက်လက်တွေပြည့်စုံနေတော့စိတ်ရုပ်ကြီးရွေ့ရှားသွားတယ်လို့မျိုးတရားဓမ္မတို့အရင်တို့ရဲ့ခန္ဓာသွားတယ်ဆိုတာငါကသွားတာမဟုတ်သူကသွားတာမဟုတ်ပုဂ္ဂိုလ်တ attva သွားတာမဟုတ်သွားလို့တဲ့စိတ်ဆိုတာလဲဓာတ်တဘာဝတရားတစ်မျိုးပဲအဲ့ဒီသွားလို့တဲ့စိတ်ကြောင့်သွားခြင်းဆိုတဲ့အမူအရာဖြစ်ပေါ်ဖို့အတွက်ဝါယောဓာတ်ဆိုတဲ့တွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘောဓာတ်တဘာဝအထူးဒီခန္ဓာကိုယ်ထဲမှာဖြစ်တယ်လို့ဆိုရတယ်အဲ့ဒီဝါယောဓာတ်ရဲ့အစဉ်စဉ်ပြောင်းလဲပြီးတော့ဖြစ်ပေါ်စေမှုကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့သွားတဲ့ဆိုတဲ့အနေအထားပေါ်လာတယ်ထင်ရှားလာတယ်အဲ့ဒါလိုပဲဦးဇင်းတို့ထိုင်နေရက်တယ်လျောင်းနေဒါဟာလည်းပဲယုံနာအစုအဝေးမြတာဖြစ်တယ်လို့နားလည်ရမှာတဲ့သွားလို့ရက်လို့ထိုင်နေလို့အိတ်လို့စိတ်ဟုသိစိတ်ကြောင့်ဖြစ်သောဓဝါယောနှံ့နှောရုပ်ဝယ်ပြည့်ဝါယောပြည့်သောရုပ်တစ်ပေါ်ရုပ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားရုပ်သွားဉာဏ်ဖြင့်ကြည့်ပုဂ္ဂိုလ်မထိုင်ငါမထိုင်ရုပ်ထိုင်ဉာဏ်ဖြင့်သိပုဂ္ဂိုလ်မရက်ငါမရက်ရုပ်ရဉာဏ်ဖြင့်သိပုဂ္ဂိုလ်မအိတ်ငါမအိတ်ရုပ်အိတ်ဉာဏ်ဖြင့်သိပုဂ္ဂိုလ်မကွေးငါမကွေးရုပ်ကွေးဉာဏ်ဖြင့်သိပုဂ္ဂိုလ်မဆက်ငါမဆက်ရုပ်ဆက်ဉာဏ်ဖြင့်သိတဲ့အဲ့ဒါဒီကဒါလေးကိုကြည့်ပြီးတော့ဆိုတော့ဘုရားကြီးရေးတာစရံဝါယတိဝတိဋ္ဌံဒီသိဏောဥရဝတေယသမိတ်စီတိပတာရိတိဧတာကာယတအိဉ္စနာသွားတယ်ရက်တယ်ထိုင်တယ်လျောင်းတယ်ကိုယ်တယ်ဆန်းတယ်ရှစ်တယ်နောက်ဆုတ်တယ်တဲတယ်ကြည်တယ်တောင်းကြည်တယ်ဘယ်လိုလှုပ်ရှားတဲ့အမူအရာမျိုးမဆိုအဲ့ဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးရုပ်အစုအဝေးရဲ့လှုပ်ရှားမှုလို့ဒီလိုနားလည်ရမယ်တဲ့ဒါပထမဂါထာနောက်ဒုတိယဂါထာဘာပြောတော့အဋ္ဌိနာဟာရုတံယုတ်တော်တဇမန္တဝလိပနောသဝိယာကာယောပဋိစ္ဆန္နောယထာဘုဒ္ဓနာဒိတတိဒီခန္ဓာကိုယ်ကြီးတိဆောက်ထားပုံကိုမြတ်စွာဘုရားအခြေခံကြစပြီးတော့မိန့်ရှိတာအဋ္ဌိနာဟာရုတံယုတ်တော်အယိုးတွေကိုအကျော်နဲ့ဖွဲ့ရှက်ပြီးတော့တိဆောက်ထားတယ်တဲ့စစရင်ပြောပုံကလေးအဋ္ဌိနာဟာရုတံယုတ်တော်တဇမန္တဝလိပနောတဲ့နော်အသာအသွေးနဲ့လိမ့်ကြံပြီးတော့အရည်တူကြီးနဲ့အုပ်ထားတယ်သဝိယာကာယောပဋိစ္ဆန္နောတဲ့နောက်ဆုံးအရေပါးလေးနဲ့ဖုံးထားလိုက်တယ်အဲ့ဒါလိုအရေပါးလေးနဲ့ဖုံးထားလိုက်တော့ယထာဘုဒ္ဓနာဒိတတိယထာဘုဒ္ဓဒီယုတ်ကာယကြီးရဲ့အခြေအနေမှန်ကိုနာဒိတတိမသိနိုင်တော့ဘူးမမြင်နိုင်တော့ဘူးတဲ့အကြောင်းအမျိုးမျိုးရှိတဲ့အရေပါးလေးနဲ့အုပ်ထားလိုက်အရေပါးလေးနဲ့အုပ်ထားလိုက်တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်ကဒီခန္ဓာရဲ့အခြေအနေမှသဘောမှန်ကိုမသိနိုင်တော့ဘူးအမြင်နိုင်တော့ဘူးတဲ့ဒါကိုမြင်အောင်သိအောင်ဉာဏ်ပညာနဲ့ကိုယ်အကျမ်းဝေဖန်ပြီးတော့သိတတ်ရမယ်မြင်တတ်ရမယ်အဋ္ဌိနာဟာရုတံယုတ်တော်တဇမန္တဝလိပနောသဝိယာကာယောပဋိစ္ဆန္နောယထာဘုဒ္ဓနာဒိတတိအယုကိုအကျော်နဲ့ပွက်ရှက်ပြီးတော့အသာအသွေးနဲ့လိမ့်ချမ်းပြီးတော့အရည်ရူပါနဲ့အုပ်ပြီးတော့အရေပါးလေးနဲ့ဖုံးထားလိုက်တော့မှန်မှန်ကန်ကန်မသိရတော့ဘူးမမြင်ရတော့ဘူးတဲ့ဒါဒုတိယဂါထာလေးရဲ့အဓိပ္ပာယ်နောက်မြတ်စွာဘုရားဗာဆက်ပြီးတော့ဟောတော့အဲ့လိုအရေပါးလေးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ထဲမှာဘာတွေရှိတော့ဆိုတာကိုဆက်ပြီးတော့မြတ်စွာဘုရားမိန့်ရှိတယ်အန္တပူရောဥဒရပူရောယကနပေလတ္တဝတ္တိနောဟရိယတပပ္ဖတတဝကတပိယကတစာအန္တပူရောတဲ့ဒီခန္ဓာအိမ်ထဲမှာ
ဥတွေနဲ့ပြည့်နေတယ်တဲ့ပြည့်နေတယ်ဆိုတဲ့အသုံးလုံးလေးနဲ့မြတ်စွာဘုရားဟောတယ်အမှန်ကတော့ခန္ဓာအိမ်ထဲမှာဥတွေရှိနေတယ်လို့ပြောတာဥတွေနဲ့ညီပြည့်နေတာတော့မဟုတ်ဘူးဒါပေမဲ့ရှိနေတာထဲမှာဥတွေမပါဘူးလားပါတယ်နော်ဥတွေတည်ရှိနေပုံကိုလေမျိုးဝိစ္စပတိတဝေဝိသုဒ္ဓံဆိုတော့ဘုရားကြီးရဲ့အသုံးနှုန်းလေးလေမျိုးဝိစ္စပတိတဝေနော်လေမျိုးကနေဝိစ္စမဲ့တိုင်အောင်ဈာကာလမှာဘာနဲ့ဆက်ထားတော့ဥတွေနဲ့ဆက်ထားတယ်နော်အစာမျိုးချလိုက်တဲ့လမ်းကြောင်းတစ်လျှောက်အစာသစ်အိမ်အစာအိမ်ကြီးအဲ့ဒီကနေဦးဇင်းတို့ဥသိန်းနေ22တွန်းလောက်တွန်းပြီးတော့ခွေးနေတယ်လို့ဆိုတယ်နောက်ဒီထဲမှာဆရာဝန်တွေပါတယ်ဆရာဝန်တွေဆိုရင်ပို့ပြီးတော့သိနိုင်တယ်မိရဲ့ဝမ်းပိုက်ထဲမှာဥတွေဟာဘလို့နေထားမျိုးနဲ့တီးနေတယ်လေအဲ့ဒီဥသိန်းနော်ဥမနဲ့စက္ကန့်ဒီမှာဥအတက်လေးရှိတယ်ပြီးရင်အစာဟောင်းအိမ်ဒီကိုနော်ဥမာကြီးဆိုပြီးတော့ဝိစာမဲ့မှာဆုံးသက်သွားတယ်အဲ့ဒါကိုစားလဲကတော့ဘလို့ရေးပြလဲဆိုတော့ခေါင်းဖြတ်ထားတဲ့မွေတကောင်သွေးချင်းထဲမှာခွေးနေသလိုပဲလို့ဒီလိုရေးတယ်တရားဓမ္မတို့ယင်တို့ရဲ့ခန္ဓာမှာရှိနေတဲ့အမှန်တရားခေါင်းဖြတ်ထားတဲ့မွေတကောင်သွေးချင်းထဲမှာခွေးနေသလိုဝမ်းပိုက်ထဲမှာဥတွေခွေးနေတာရှိတယ်အဲ့ဒါကိုအန္တပူတော့ဥနဲ့ပြည့်နေတယ်ဒါပဲလားဘယ်ဟုတ်မလို့ဥဒရပူတော့အစာသစ်တွေနဲ့လည်းပြည့်နေတယ်တဲ့ကိုမက်မက်မောမောဝါမျိုးစားတောက်ထားတဲ့အစာသစ်တွေအယောင်မျိုးစုံဒီစာအိမ်ထဲမှာရှိနေတယ်တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကထွက်လာတဲ့ဓာတ်သဘာဝအမျိုးမျိုးနဲ့ဓာတ်ပြုတ်ပြီးတော့တဖြည်းဖြည်းဟောင်းတဲ့အဖြစ်ကိုရောက်မဲ့အနေအထားဒါကိုလည်းပဲဖြည့်ဆွက်ပြီးတော့နားလည်ရမယ်အန္တပူတော့ဥနဲ့ပြည့်နေတယ်ဥဒရပူတော့အစာသစ်တွေနဲ့ပြည့်နေတယ်ယကနပေလတဝတ္တိနောတဲ့အသေးဆိုင်ကြီးနဲ့ပြည့်နေတယ်တဲ့ခန္ဓာကိုယ်မှာအကြီးဆုံးကုဋ္ဌာတလို့ဆိုတယ်အသေးကြီးနဲ့ပြည့်နေတယ်တဲ့စီးတွေနဲ့ပြည့်နေတဲ့စီးအိမ်ကြီးလည်းရှိတယ်တဲ့ယကနပေလတဝတ္တိနောစီအိမ်ကြီးလည်းရှိတယ်ဟရိယတပပ္ဖတတဝကတပိယကတသဟရိယတနှလုံးသားလည်းရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးတွေကိုအရောက်ပို့ပြီးတော့ပေးနေတယ်တခဏလေးများတောင်မှရှင်သန်တဲ့အချိန်ကစပြီးတော့နားခွင့်မရှိခဲ့တဲ့ဒီနှလုံးအမြဲတမ်းတလဇက်အလုံးလုံးနေတဲ့နှလုံးအဲ့ဒီနှလုံးနဲ့လည်းပြည့်နေတယ်တဲ့ပပ္ဖတဆိုတာဘာပြောတာတော့ဟရိယတပပ္ဖတတဝကတပိယကတသနော်ဘုရင်တို့အပြင်းဆိုတာရှိတယ်တရေရွက်လို့လည်းခေါ်တယ်ဘေလို့လည်းခေါ်တယ်ဝမ်းပိုက်ရဲ့ဘယ်ဘက်ချမ်းမှာရှိနေတယ်အဲ့ဒါကြီးနဲ့လည်းပြည့်နေတယ်တဲ့ဝကတတဲ့အညှို့နှစ်ခုတဲ့ကြောက်ကကိုပြောတာပါအဲ့ဒီကြောက်ကနဲ့လည်းပြည့်နေတယ်အဆုပ်ကြီးနဲ့လည်းပြည့်နေတယ်တဲ့ဒါမြတ်စွာဘုရားဟောပြပုံလေးအန္တပူရောဥဒရပူရောယကနပေလတဝတ္တိနောဟရိယတပပ္ဖတတဝကတပိယကတသဥနဲ့ပြည့်နေတယ်အစာသစ်တွေနဲ့ပြည့်နေတယ်အသေးဆိုင်ကြီးနဲ့ပြည့်နေတယ်ကျင်ငယ်အိမ်နဲ့ပြည့်နေတယ်နှလုံးနဲ့ပြည့်နေတယ်အပြင်းနဲ့ပြည့်နေတယ်အညှို့နဲ့ခြောက်ကပ်နဲ့ပြည့်နေတယ်အဆုပ်နဲ့ပြည့်နေတယ်ခန္ဓာကိုယ်ထဲမှာဒါတွေရှိတယ်ဆိုတာကိုစဉ်းစားရမယ်သင်္ကနိကာယခေလတ္တတေရတ္တသမေရတ္တသလောဟိတတ္တလတိကာယပိဋ္ဌတ္တသဝတာယသနောက်ထပ်ကဒါလေးတစ်ပုဒ်ဆက်ဟောတယ်သင်္ကနိကာယခေလတ္တသင်္ကနိကာယနှက်တွေနဲ့ပြည့်နေတယ်တဲ့ဒီခန္ဓာအိမ်ခေလတ္တတတွေးတွေနဲ့ပြည့်နေတယ်တေရတ္တသမေရတ္တသသီးခြေနဲ့ပြည့်နေတယ်တဲ့သီးခြေဆိုတာကသီးခြေအိမ်လေးထဲမှာတော့ရှိနေတဲ့ဗဒ္ဒသီးခြေအိမ်နဲ့ဖွဲ့ထားတဲ့သီးခြေရှိတယ်အပ္ပဒ္ဒသီးခြေသွေးထဲမှာတစ်ကိုယ်လုံးနှံ့နေတဲ့သွေးထဲမှာလည်းပြန့်နှံ့နေတဲ့အပ္ပဒ္ဒသီးခြေဆိုတာလည်းရှိတယ်နော်သီးခြေပြန့်ရင်ယူတတ်တယ်ဆိုတဲ့သီးခြေပါအဲ့ဒီသီးခြေနဲ့လည်းပဲတစ်ကိုယ်လုံးပြည့်နေတယ်သေရတ္တသမေရတ္တသနော်အစီခဲနဲ့လည်းပြည့်နေတယ်လောဟိတတ္တလတိကာယပိဋ္ဌတ္တသဝတာယသသွေးတွေနဲ့လည်းပြည့်နေတယ်တဲ့တစ်ကိုယ်လုံးစီးဆင်းနေတဲ့
အမြဲတမ်းအတွင်းထဲမှာလှုပ်ရှားပြီးတော့နေတဲ့မြေတစင်းလိုချောင်းတစင်းလိုအမြဲတမ်းစီးနေတဲ့သွေးတွေတကယ်စင်စစ်ခန္ဓာကိုယ်ဆိုတာသွေးရဲ့အစုအဝေးပဲအယိုးတွေရဲ့အစုအဝေးပဲအသားတွေရဲ့အစုအဝေးပဲအကြောတွေရဲ့အစုအဝေးပဲဒါကိုအမှန်ကန်သိမယ်ဆိုလို့ရှိရင်ဒါဟာငါပဲဒါဟာသူပဲဒါဟာပုဂ္ဂိုလ်တ attva ပဲလို့မှားယွင်းစွာဆွဲလန့်တဲ့တက္ကာယဒိဋ္ဌိဟာအများကြီးနည်းသွားနိုင်ပဂရိမျက်စိနဲ့တောင်သိနိုင်မြင်နိုင်တဲ့ဒီယုတ်ကာယရဲ့အနေအထားမှာကြိုးစားမယ်ဆိုတဲ့စိတ်ကလေးနဲ့စဉ်းစားဆင်ခြင်ကြည့်ပါနိဗ္ဗာန်ချမ်းသာကိုသုံးဆောင်ရာရောက်တယ်လို့တောင်မြတ်စွာဘုရားဟောထားတာအဲ့ဒါကိုဘယ်လောက်ထိနားလည်နိုင်မလဲဘယ်လောက်ထိခံစားနိုင်မလဲအဲ့ဒီဒေသနာကိုမြတ်စွာဘုရားကတော့မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတဲ့အတိုင်းဟောထားတာယုတ်ကာယရဲ့အနေအထားမှန်ကိုစဉ်းစားရင်နိဗ္ဗာန်ချမ်းသာကိုသုံးဆောင်တယ်လို့တောင်ဟောထားတာပါဒါကြောင့်ဒီခန္ဓာမှာရှိနေတဲ့ဒီသဘာဝတွေကိုစဉ်းစားရမယ်ဆင်ခြင်ရမယ်လောဟိတတလတိကာယနော်အစေဘုံနဲ့ပြည့်နေတယ်လောဟိတတလတိကာယပိတ္တသသဝတာယသမျက်ရည်တွေအစီကြီးတွေနော်ဒါတွေနဲ့လည်းပြည့်နေတယ်အထတတုတိတံတိတံမတ္တလုံကတပုရိတံသူဘတော်နဲ့မညတိပါလောဝိဇ္ဇာယပုရခတောတဲ့နောက်ကဒါလေးဆက်လာတယ်အထတတုတိတံတိတံအခေါင်းတွေအပေါက်တွေများစွာရှိတဲ့ဥကောင်းရိုးတွေမှာမတ္တလုံကတအုံနှောက်နဲ့ပြည့်နေတယ်ကိုအလွန်အမျက်တနိုးထားတဲ့ဒီခေါင်းထဲမှာဘာတွေရှိတော့အုံနှောက်တွေပဲရှိတယ်အထတတုတိတံတိတံမတ္တလုံကတပုရိတံသူဘတောနမညတိပါလောအဝိဇ္ဇာယပုရခတောအဝိဇ္ဇာယမတိမှုအဝိဇ္ဇာတိပုရခတောထဝန်းကျင်ချမ်းရအပ်သည်ဖြစ်၍ဘာလောမိုက်မဲသောပုဂ္ဂိုလ်သည်ဒီခန္ဓာရဲ့တဘာဝကိုမှန်မှန်ကန်ကန်မသိနိုင်ဘူးမမြင်နိုင်ဘူးတဲ့သူဘတောနမညတိပါလောအမှန်ကန်ကန်မသိတော့ဘာဖြစ်တော့သူဘတောနမညတိတင့်တယ်တယ်လှပတယ်ကြည်ကျင်စရာကောင်းတယ်လို့အဲ့ဒါလိုမှတ်သွားတယ်အဲ့ဒါလိုထင်သွားတယ်တဲ့ခန္ဓာရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိအောင်မကြိုးစားတော့မသိဘူးမသိတော့ဘာဖြစ်တော့တင့်တယ်တယ်လို့ထင်သွားတယ်မှားသွားတယ်လို့ဒီလိုပြောတာအထတတုတိတံတိတံမတ္တလုံကတပုရိတံသုဘတော်နမညတိပါလောဝိဇ္ဇာယပုရခတောဦးကောင်းပိုင်းမှာအုံနောက်တွေနဲ့ပြည်နေတဲ့စောစောကပြောခဲ့တဲ့ကုဋ္ဌာတတွေနဲ့ပြည်နေတဲ့ဒီအစုဝေးရဲ့သဘောကိုမှန်မှန်ကန်ကန်သိအောင်မကြိုးစားတော့မသိမှုဆိုတဲ့အဝိဇ္ဇာကြီးကဖုံးနေတယ်လွှမ်းနေတယ်အဲ့လိုဖုံးလွှမ်းနေတော့ဒီခန္ဓာကိုယ်ရဲ့အပေါ်မှာပဲဘာဖြစ်တော့တင်းတယ်တယ်လို့လွယ်မှားစွာမှတ်ထင်မှုကြီးဖြစ်ပေါ်သွားတယ်တဲ့သူဘတောနမညတိပါလောအဝိဇ္ဇာယပုရခတောဒါမြတ်စွာဘုရားဟောပြထားတာသင်္ကဏိကာယခေလတ္တတေရတ္တသမေရတ္တသသင်္ကဏိကာယနာတတောမုခေနဝမတိကရာပိဋ္ဌံသေမေသဝမတိကာယမတေရဇန္တိကာဒီကဒါလေးကျမ်းတယ်သင်္ကဏိကာယခေလတ္တသသင်္ကဏိကာယနာတတောမုခေနဝမတိကရာဒီကနာကိုရဲ့တဘာဝကိုမြတ်စွာဘုရားထပ်ပြီးတော့ပေါ်လွင်အောင်ပြောသေးတယ်သင်္ကဏိကာယနာတတောမုခေနဝမတိကရာပိဋ္ဌံသေမေသဝမတိကာယမတေရဇန္တိကာဒီနှက်တွေဆိုတာတခါတရံမှာနှာခေါင်းကထွက်သေးတယ်တခါတရံမှာဒီပါးစပ်ကနေပြီးတော့ပြုတ်အံပြီးတော့ထွက်လာတာလည်းရှိတယ်ဒါတည်းမကဘူးတဲ့မုခေနဝမတိကရာပိဋ္ဌံသေမေသဝမတိနောက်တခါတလေဒီပါးစပ်ကနေပြီးတော့သီးကြည်တွေတလိပ်တွေလည်းထွက်လာတာရှိတယ်တဲ့ကာယမတေရဇန္တိကာဒီကိုယ်လုံးမှာရှိတဲ့မွေးချင်းပေါက်တွေကနေပြီးတော့ချွေးတို့စားတို့နော်အရေပြားဆိုတာလေးတွေကွာပြီးတော့အမြင့်အတန်းဓာတ်တွေထွက်နေတာလည်းရှိတယ်တဲ့အသေးစိတ်လေးပြောတာအဲ့လိုမျိုးဖြစ်ပေါ်နေတဲ့သဘာဝကိုမှန်မှန်ကန်ကန်မသိတဲ့အခါကျတော့တင့်တယ်တယ်လို့မှတ်တင်သွားတယ်ဒါကဦးဇင်းတို့ဒီခန္ဓာကိုယ်ကြီးရဲ့ရှင်သန်နေတဲ့အနေအထားမျိုးမှာဖြစ်ပေါ်နေတဲ့မတင့်တယ်တဲ့သဘာဝကိုသိနိုင်မြင်နိုင်ဖို့အတွက်မြတ်စွာဘုရားဟောပြတာဆက်ပြီးတော့မြတ်စွာဘုရားကဒီခန္ဓာကိုပျက်စီးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမယ့်အနေအထားတွေကိုလည်းပဲ
စဉ်းစားခိုင်းတယ်ဆင်ခြင်ခိုင်းတယ်ဒါကလည်းပဲခန္ဓာရဲ့သဘာဝကိုသိဖို့မြင်ဖို့အတွက်ကြိုးစားအထောက်ခြင်းတစ်မျိုးလို့နားလည်ကြရမှာရှရာသာသောမတော်တိတိဥဒ္ဓမာတော်ဝိနိလကောအပဝိတောသုတ်တန္တသမိအနပိခဟွန်တိညာတယောတဲ့ပျက်စီးခြင်းကြလို့ပျက်စီးရပြီတေခြင်းကြလို့တေရပြီအဲ့လိုပျက်စီးသွားပြီတေးသွားပြီဆိုရင်တော့ဝိညာဉ်ကင်းသွားတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးဟာဘလို့ဖြစ်သွားတော့ယရာစသောမတော်တိတိဥဒ္ဓမာတော်ဝိနိလကောနော်တဖြည်းဖြည်းနဲ့ရောင်းလာတယ်အရည်တွေဘာတွေကအယောင်တွေကပြောင်းသွားတယ်အဖြူခွက်တွေအမဲခွက်တွေအညိုခွက်တွေထင်းလာတယ်ယရာစသောမတော်တိတိဥဒ္ဓမာတော်ဝိနိလကောအပဝိတောသုတ်တန္တသမိအနပိခဟွန်တိညာတေယောအလွန်ချစ်ကြတဲ့ခင်ကြတဲ့မိသားစုဝင်တွေဆွေတွေမျိုးတွေမိတ်ဆွေတွေပေါင်းတင်တွေကသိပြီဆိုတာနဲ့ကိုယ့်ကိုဘာဖြစ်သွားတော့ငက်ကွက်မှုကင်းသွားတယ်ဒါငါလူပဲဆိုတဲ့အတိအမှတ်ပြုမှုမရှိတော့ဘူးအဲ့လိုငက်ကွက်မှုကင်းသွားတဲ့အတွက်ကြောင့်ဘာလို့တော့အိမ်မှာမထားတော့သုတ်တန်ပို့လိုက်တယ်တဲ့အပဝိတောသုတ်တန္တသမိသုတ်တန်ကိုသွားပြီးတော့စွန့်ပစ်လိုက်တယ်အဲ့ဒီမှာတခုတည်းသုတ်တန်မှာလျောင်းရတော့တာပဲတဲ့နော်ဒါကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာနော်ယရာစသောမတော်တိတိဥဒ္ဓမာတော်ဝိနိလကောအပဝိတောသုတ်တန္တသမိအနပိခဟွန်တိညာတေယောလူတွေဟာကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့မိသားစုဒါတွေရဲ့ပုံမှာအလွန်အားပြုပြီးတော့အလွန်မှီခိုးပြီးတော့နေကြတယ်နော်စိတ်ထဲမှာဒါလေးတွေကိုပဲအားပြုဒါလေးတွေရဲ့အကြောင်းကိုပဲတွေးဒါနဲ့ပဲအဖို့လုပ်ပြီးတော့နေကြတာတကယ်ဒီအနေထားမှာအနှစ်သာရကင်းမဲ့လာတယ်ဆိုတာကိုသိတဲ့အခါမှာစွန့်ပစ်တဲ့အနေထားကိုကြည်ချင်းအဖြစ်သိနိုင်တယ်သိပြီဆိုတော့လည်းတယောက်တည်းပဲကိုယ့်ကိုသူများကလည်းစွန့်ပစ်ကြမှာဖြစ်တယ်လို့သူများကိုလည်းကိုယ်ကစွန့်ပစ်မှာပါပဲဒါလောကရဲ့သဘာဝအဲ့ဒီအမှန်တရားကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်နေထိုင်ခြင်းအတွင်းမှာမလိုလားအပ်တဲ့တန်ရောစဉ်အနှောင်ဖွဲ့တွေလည်းပဲနေသွားနိုင်တယ်အလုံးပြီးတော့လည်းပဲကိုယ်လန်းကိုသွားကြရမှာပဲဒီအခြေအနေမှဒီအနေအထားမှလေးကိုသဘောပေါက်ဖို့လိုတယ်ဒါကြောင့်မြတ်စွာဘုရားကအေးသိပြီဆိုတာနဲ့ခန္ဓာကိုယ်ကြီးကအမျိုးမျိုးပျက်စီးလာတယ်ရွရွင်းလာတယ်ဒီအနေအထားကြီးကိုဘယ်သူမှအိမ်မှာမထားတော့ဘူးအနပိခလက်ကွက်မှုကင်းသွားတယ်တန်ရောစဉ်တွေမရှိတော့ဘူးငကိုယ်တော့ကလူမဟုတ်တော့ဘူးလို့သူတို့တွက်လိုက်ပြီဒါဟာအပုပ်အစုဝေးကြီးပဲလို့တွက်လိုက်ကြပြီအဲ့ဒီတော့ဘာဖြစ်တော့သုတ်တန်ပို့လိုက်တော့တာပေါ့သိပြီးတဲ့နောက်မှာဖြစ်လာတဲ့အနေအထားယရာစသောမတော်တိတိဥဒ္ဓမာတော်ဝိနိလကောအပဝိတောသုတ်တန္တသမိအနပိခဟွန်တိညာတေယောခါဒန္တိနံသူဝါနာစသင်္ကာလာစဝကာကိမိကာကာဂိစ္ဆာစခါဒန္တိရေစင်ကြီးတန်တိပါဏိနောတယ်အဲ့ဒါတော့သုတ်တန်ပို့လိုက်တော့ဘာဖြစ်တော့ခွေးတွေကစားရမယ်တဲ့ကြီးတွေကစားရမယ်တဲ့နောက်စာပတိတွေကထိုးကြမယ်ဒီခန္ဓာကိုယ်ကိုစားကြမယ်တခြားသောသက်ရှိတရားဝါတွေအမျိုးကြီးအများကြီးရှိတယ်အဲ့ဒီတရားဝါတွေကလာပြီးတော့စားရမယ်ခန္ဓာကိုယ်ဆိုတာနောက်ဆုံးတနေ့တခြားသောတရားဝါတို့ရဲ့အစားအစာကိုမသေးခင်မှာတခြားသောတရားဝါတွေကိုကိုယ်ကစားကိုသိပြီဆိုတော့ကိုယ်သူများကစားပရဗတ္တတရားဝါရဲ့အစာအာဟာရကိုယ့်ရဲ့ပါးစပ်ဟာသူများရဲ့တင်ကြိုင်ဖြစ်ခဲ့သလိုကိုယ်ခန္ဓာကိုယ်ကြီးရလဲသူများပါးစပ်တည်းဟူသောတင်ကြိုင်ကိုရောက်ရမယ်ဒါကိုမြတ်စွာဘုရားကပုံပေါ်အောင်ပြောပြတယ်ခါဒန္တိနံသူဝါနာစသင်္ကာလာစဝကာကိမိနောက်ဆုံးဘယ်တော်ကမှမစားဘူးဆိုရင်ဒီခန္ဓာကိုယ်ကဖြစ်လာတဲ့ပိုးလောက်တွေကလာပြီးတော့စားကြမယ်ဒီခန္ဓာကိုယ်ကအလိုလိုဖြစ်နေတဲ့ပိုးလောက်တွေကစားဟိုတနေ့ကဆရာဝန်ကြီးတယောက်ကပြောတယ်ဒီခန္ဓာကိုယ်ထဲမှာနောက်အစာကိုခြေဖြတ်ဖို့အတွက်ဖြစ်နေတဲ့ဥထဲမှာပိုးကောင်တွေရှိတယ်တဲ့နော်အဲ့ဒီပိုးကောင်တွေကခန္ဓာကိုယ်ကိုအကျိုးပြုနေတာတွေအများကြီးရှိတယ်တဲ့ကိုယ်ခန္ဓာကိုယ်ကြီးကကိုတယောက်ထဲလားအောက်မိတ်နေတယ်အများကြီးပါလားလို့စဉ်းစားမိဖို့လိုတယ်ရှရာသာသမတောတိတိဥဒ္ဓမာတော်ဝိနိလကောအပဝိတောသုတ်တန္တသမိအနပိခဟွန်တိညာတေယောခါဒန္တိနံသူဝါနာစသင်္ကာလာစဝကာကိမိကာကာဂိစ္ဆာစခါဒန္တိရေစင်ကြီးတန်တိပါဏိနောသုတ်တဝါနာဗုဒ္ဓဝဆနံဘိက္ခုပညာနဝဣဒသောခောနံပရိဇာနန္တိယထာဘူတင်ကြီးပတ္တိဟော
အဲ့လိုဒီခန္ဓာရဲ့သဘာဝတွေကိုမြတ်စွာဘုရားဟောပြထားတဲ့အတိုင်းမှန်မှန်ကန်ကန်သိမယ်မြင်မယ်နားလည်မယ်စဉ်းစားမယ်ဆင်ခြင်မယ်ဆိုလို့ရှိရင်သောခောဏံပရိဇာဏံတိပညာရှိတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီခန္ဓာရဲ့အကြောင်းကိုပိုင်းပိုင်းခြားခြားသိနိုင်တယ်မြင်နိုင်တယ်တဲ့ယထာဘူတင်ကြီးပတ္တိဟုတ်သည့်အတိုင်းသူမြင်ရလိမ့်မယ်တဲ့မြတ်စွာဘုရားဟောပြထားတဲ့ဒီလိုဒေသနာမျိုးတွေကိုနာယူပြီးတော့စဉ်းစားမယ်ဆင်ခြင်မယ်ဆိုရင်ဒီခန္ဓာကိုယ်ရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိလိမ့်မယ်မြင်လိမ့်မယ်လို့ပြောတာသုတ်တဝါနာဗုဒ္ဓဝဆနံမြတ်စွာဘုရားရဲ့စကားတော်ကိုကြားရနာရတဲ့အခါမှာဘိက္ခုပညာနဝဣဒဉာဏ်ပညာနဲ့ပြည့်စုံတဲ့အဲ့ဒီဉာဏ်ဟာသောခောဏံပရိဇာဏံတိဒီခန္ဓာကိုယ်ရဲ့သဘာဝကိုပိုင်းပိုင်းခြားခြားသိမယ်မြင်မယ်နားလည်မယ်ယထာဘူတင်ကြီးပတ္တိဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်လိမ့်မယ်သိလိမ့်မယ်တဲ့မြင်ပုံကလေးကိုဘယ်လိုဆက်ပြောတော့ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇဒင်္စဗဟိဒါစကာယေသန္နံဝိရာစီဟောယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဒါလေးကအလွန်စဉ်းစားစရာကောင်းယထာဣဒံတထာဣဒံဆိုတာဘာပြောတာတော့အဲ့ဒီပျက်စီးနေတဲ့ခန္ဓာကိုယ်ကြီးဆိုကြပါစို့ကိုယ်ရှင်မှာပျက်စီးနေတဲ့ရုပ်အလောင်းတစ်ခုမျက်စိလေးနဲ့စိတ်ကူးလေးနဲ့ဖန်တီးပြီးတော့ကြည့်လိုက်မြင်ခဲ့ဘူးတဲ့ရုပ်အလောင်းတစ်ခုကိုလည်းစဉ်းစားကြည့်လိုက်အဲ့ဒီပျက်စီးသွားတဲ့ပျက်စီးနေတဲ့အဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးတစ်ချိန်လုံးကကိုယ်လိုပဲသွားသွားလာလာစားစားတောက်တောက်ပြောပြောဆိုဆိုနေထိုင်ခဲ့တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့လူပါတဲ့ဆိုလိုတာကအဲ့ဒါကြီးကတစ်ချိန်လုံးကကိုယ်လိုပဲဖြစ်ခဲ့တာအဲ့လိုစဉ်းစားရမယ်ယထာဣဒံတထာဣဒံဆိုတာအဲ့ဒါကိုပြောတာယထာဣဒံတထာဣဒံတထာဣဒံယထာဣဒံယထာဣဒံတထာဣဒံအဲ့ဒါကဘာပြောတာတော့ဟောဒီအခုသွားသွားလာလာစားစားတောက်တောက်ပြောပြောဆိုဆိုလုံနေတဲ့ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲတစ်ချိန်ကြာတော့အဲ့ဒီလိုမလှုပ်မရှက်နော်ပုတ်ပွားပြီးတော့လျောင်းဆက်နေရတဲ့ရုပ်အလောင်းတစ်ခုလိုတေချာပေါက်ဖြစ်သွားမှာတဲ့ဆိုလိုတာကအဲ့ဒါကြီးကဒါမျိုးဖြစ်ခဲ့တယ်ဒါကြီးကလည်းအဲ့ဒါမျိုးကြီးလိုဖြစ်သွားအောင်မှာလို့အပြန်ပြန်အလှန်လှန်အဲ့ဒီသေဆုံးသွားတဲ့ရုပ်အလောင်းနဲ့မသေဆုံးသေးတဲ့ဒီရုပ်တဘာဝဒီကာယရဲ့အနေအထားမှန်ကိုအဲ့လိုအပြန်ပြန်ဖန်ဖန်စဉ်းစားရမယ်လို့ပြောတာအဲ့ဒီပျက်စီးသွားတဲ့ရုပ်ခန္ဓာကအခုရှင်သန်နေတဲ့ရုပ်ခန္ဓာမျိုးတစ်ချိန်ကဖြစ်ခဲ့တယ်ဒါအမှန်တရားခုရှင်သန်နေတဲ့ရုပ်ခန္ဓာတွေဟာလည်းတစ်ချိန်ကြာတော့အဲ့ဒီပျက်စီးသွားတဲ့ရုပ်ခန္ဓာမျိုးလို့တေချာပေါက်ဖြစ်သွားမယ်နားလည်မယ်ထင်ပါတယ်အဲ့ဒါကြီးကလည်းဒါမျိုးဖြစ်ခဲ့တယ်ဒါကြီးကလည်းအဲ့ဒါမျိုးဖြစ်လိမ့်မယ်လို့ပြောတာဒီအချက်ကအလွန်တရာမှဉာဏ်ပညာကိုဖြစ်စေနိုင်တယ်အဲ့ဒါကြီးကဒါမျိုးဖြစ်ခဲ့တာပဲဒါကြီးကလည်းအဲ့ဒါမျိုးဖြစ်အောင်မှာပဲဆိုတဲ့အနေထားမှာယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇဒင်္စဗဟိဒါစကာယေသန္နံဝိရာစီအဲ့လိုတိတော့မြင်တော့ဘာဖြစ်တော့တဲ့ဣဇဒင်္စဗဟိဒါစဣဇဒဆိုတာအတွင်းတနည်းအားဖြင့်မိမိခန္ဓာကိုယ်ဗဟိဒါဆိုတာအပြင်တနည်းအားဖြင့်သူတစ်ပါးခန္ဓာကိုယ်အဲ့လိုမိမိခန္ဓာသူတစ်ပါးခန္ဓာတနည်းအားဖြင့်အတွင်းအပြင်ဒီခန္ဓာရဲ့သဘာဝတွေရဲ့အပေါ်မှာမမကန်ကန်နားလည်ပြီးတော့ကာယေသန္နံဝိရာစီသန္နာလို့ဆိုတဲ့ဆွဲမဲ့မှုနော်လောဘရာခါတတ်တွေကင်းကွာသွားတယ်လို့မြတ်စွာဘုရားဟောတာအဲ့ဒါကြီးကလည်းဒါမျိုးဖြစ်ခဲ့တာပဲဒါကြီးကလည်းအဲ့ဒါမျိုးဖြစ်အောင်မှာပဲလို့စဉ်းစားရင်အတွင်းအပနော်နှဝါသောဒီခန္ဓာရဲ့အပေါ်မှာဆွဲမဲ့မှုတွေကင်းသွားမယ်လို့ပြောတာကိုယ်ခန္ဓာရဲ့ကိုယ်ပေါ်မှာလည်းပဲဆွဲမဲ့မှုကင်းသွားနိုင်တယ်လို့သူတော်ဘာခန္ဓာရဲ့ပေါ်မှာလည်းဆွဲမဲ့မှုကင်းနိုင်တယ်လို့ပြောတာပါယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇဒင်္စဗဟိဒါစကာယေသန္နံဝိရာစီသန္နရာဂောဝိရတောသောဘိက္ခုပညာနဝဣဒဣဇဂအမတံတန်တိန်နိဗ္ဗာနံပဒမစ္စုတံဟောအဲ့ဒါလို့မိမိခန္ဓာသူတစ်ပါးခန္ဓာရဲ့ပေါ်မှာနော်အတွင်းအပနှစ်ဌာနလုံးရဲ့အပေါ်မှာဆွဲမဲ့မှုကင်းသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဣဇဂအမတံတန်တိန်နိဗ္ဗာနံပဒမစ္စုတံအလွန်ငြိမ်းချမ်းတဲ့ငြိမ်သက်တဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုတောင်ရနိုင်တယ်မျက်မှောက်ပြုနိုင်တယ်တဲ့အဲ့လိုအတီးလင်းဟောတာသန္နာရာဂဝိရတောသောဘိက္ခုပညာနဝဣဒဣဇဂအမတံတန်တိန်နိဗ္ဗာနံပဒမစ္စုတံအမတံတေခြင်းကင်းသောဣစုတံရွှေလျားခြင်းကင်းသော
တန်တိမ်ငြိမ်သက်သောနိဗ္ဗာန်နိဗ္ဗာန်ကိုအစ္ဆကရနိုင်တယ်ဘယ်လိုပုဂ္ဂိုလ်တော့သန္နရာဂောဝိရတောတောဘိက္ခုပညာနဝဣဒနောက်အတွင်းပါနှစ်ဌာနရဲ့အပေါ်မှာမိမိခန္ဓာတဘာခန္ဓာရဲ့အပေါ်မှာဆွဲမှတ်မှုကင်းနေတဲ့အဲ့ဒီဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီလိုနိဗ္ဗာန်ချမ်းသာကိုရနိုင်တယ်လို့ပြောတာအဲ့လိုမြတ်စွာဘုရားကသေဆုံးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမယ့်အနေအထားအသက်ရှင်သန်စဉ်မှာဖြစ်ပေါ်နေတဲ့အနေအထားဒါတွေကိုပိုင်းခြားပြီးတော့စနစ်တကျမြတ်စွာဘုရားဟောတာအဲ့တော့နောက်ဆုံးဏိဂုံးချုပ်ဂါထာလေးနှစ်ပုဒ်ကသူကလည်းပဲတော်တော်လေးစဉ်းစားရအောင်အနှစ်ချုပ်လို့လည်းပဲဆိုမယ်ဆိုရင်ဆိုနိုင်ပါရဲ့ဂါထာလေးနှစ်ပုဒ်ကြံသေးတယ်ဒွိပါရကောယအတုစီဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူရောဝိတ္တဝန္တောတတောတတောတဲ့ဒွိပါရကောယအတုစီနော်ယံကာယောဟောဒီခန္ဓာကိုယ်ကြီးဟာဒွိပါရကခြေနှချောင်းရှိတယ်တဲ့ဟောဘာထူးဆန်းတယ်လဲလို့မအောင်မင်းနဲ့ဒီခြားခြားလေးစဉ်းစားပြီးတော့ဆင်ခြင်ကြည့်နော်ခန္ဓာကိုယ်ကြီးကခြေတော်နှစ်ချောင်းနော်အလွန်ရှည်တဲ့ခွားတစ်ခွားကိုအောက်ဆိုင်ပြီးတော့ထောက်ထားတယ်လို့ပဲခြေတော်နှစ်ချောင်းရှိတယ်ဘက်စုံတောင်းစုံကနေခန္ဓာကိုယ်ရဲ့သဘာဝကိုမြင်ရတယ်တတန်တရားလုံးတစ်ဘဝလုံးငါဆိုတဲ့အမြင်နဲ့မြင်လာတာသူဆိုတဲ့အမြင်နဲ့မြင်လာတာလှတယ်ဆိုတဲ့အမြင်နဲ့မြင်လာတာအိုတယ်ဆိုတဲ့အမြင်နဲ့မြင်လာတာချစ်တယ်ဆိုတဲ့အမြင်နဲ့မြင်လာတာမုန်းတယ်ဆိုတဲ့အမြင်နဲ့မြင်လာတာအဲ့ဒါကိုကဖယ်ရှားပြီးတော့ခြေနှချောင်းနဲ့နော်အစင်ကြေတာတွေရွံရှာစရာတွေအကုန်လုံးစုထားတဲ့ရုပ်တဘာဝရဲ့အစွအဝေးကြီးဆိုတဲ့အနေထားနဲ့အမြင်မှန်နဲ့ကြည့်ကြည့်ပါနော်အစွဲလန်းကင်းကင်းနဲ့ကြည့်ကြည့်ပါဒွိပါရကောယအတုစီခြေနှချောင်းနဲ့ရှိနေတဲ့ဒီခန္ဓာကိုယ်ကြီးဟာအတုစီနော်မစင်ကြေတာတွေကြီးပဲတဲ့ဒွိပါရကောယအတုစီဒုက္ခနောပရိဟာရတိဒုက္ခနောတဲ့မကောင်းတဲ့အနတ်တွေပဲရှိတယ်တဲ့နော်အတုစီဆိုတဲ့စကားလုံးဒုက္ခန္တဆိုတဲ့အသုံးနှုန်းအဲ့ဒါလိုမစင်ကြတာတွေမကောင်းတဲ့အနတ်တွေရှိနေတဲ့အတွက်ကြောင့်ဘာလို့ရတော့ပရိဟာရတိအမြဲတမ်းပြင်းနေရတယ်ဆင်းနေရတယ်ဖုံးနေရတယ်ကာကွယ်နေရတယ်ဟောအဝိဇ္ဇာနဲ့ကာကွယ်ရတယ်မတင်နေတာတွေမြင်ပါစိုးလို့အမွေနန္တာနဲ့လိန်ချမ်းရတယ်မကောင်းတဲ့အနတ်တွေသူများရှုဆိုင်မိမှာစိုးလို့အဲ့လိုစီးကြိုးနေရတယ်သုတ်တင်နေရတယ်ဖိလိန်နေရတယ်ပြင်းစင်းနေရတယ်တဲ့ဒွိပါရကောယအတုစီဒုက္ခနောပရိဟာရတိမစင်ကြတဲ့အတွက်ကြောင့်အနတ်မကောင်းတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ကအမြဲတမ်းပြင်းနေရတယ်မပြင်းမဲနဲ့ဒီတိုင်းထားပါလားဘယ်ရမလို့ညောင်လေးပင်တော်ဆိုတော့ဘုရားကြီးရေးတာလေးတစ်ခုရှိတယ်ဒီခန္ဓာကိုယ်ကိုတဲ့မွေးဒီကစပြီးတော့မပြုတ်မပြင်းပင်ကိုယ်အတိုင်းထားမယ်ဆိုလို့ရှိရင်ကြည်ကြီးပိုင်နဲ့သူယူသူမသားငါမကျူအမွာဘူးအလားမထူးခြားသောခန္ဓာကိုယ်ပါတကားလို့ဆိုရအလိုရေးတယ်ကြည်ကြီးပိုင်ဆိုတာရှင်ဘုရင်ကိုပြောတာမွေးတွေကစပြီးတော့ခေါင်းတွေပါလေလဲဆပင်တွေပါလေလဲမညှက်နဲ့မုတ်စိတ်တွေပါလေလဲမပြင်းနဲ့ရေလဲမချိုးနဲ့ဒီတိုင်းသာပြစ်ထားမယ်ဆိုရင်ရှင်ဘုရင်နဲ့တရောင်းသားဟာသူမသားငါမကျူအမွာဘူးအလားမထူးခြားသောခန္ဓာကိုယ်လို့အလိုရေးတယ်ဒီတော့ဘာလုပ်နေရတော့ပြင်းရတယ်ဆင်းရတယ်လှုပ်ရတယ်ဒါအတွက်ဒွိပါရကောယအတုစီဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူရောတဲ့ဝိတ္တဝန္တောတတောတတောအဲ့ဒါလိုအချိန်နဲ့မြနေစဉ်နေတိုင်းပြင်ဆင်ပြီးတော့ပေးနေပါတော့လည်းပဲသူကတော့ဒီမစင်ကြတာတွေကိုပဲအမြဲတမ်းယူထွက်ပြီးတော့ကြာနေတယ်ဒါတွေနဲ့ပဲပြည့်မြဲပြည့်နေတယ်လျှော့သွားသလားမရှိပါဘူးလျှော့သွားတယ်လို့မရှိဘူးပို့ပြီးတော့အချိန်တွေကောင်းလာသလားကောင်းမလားဘူးပို့ပြီးတော့ဒါဆိုးလာတယ်ကိုဘလောက်ပဲလှုပ်ပေနေနေ तू ကတော့သူ့တဘာဝကိုမစွန့်ဘူးပေါ့ဆိုလိုတာလောက်ပဲပြင်းစင်နေဒီလိုမစင်ကြတာတွေနဲ့ပဲပြည့်မြဲပြည့်နေတယ်ဒါတွေပဲထွက်ကြနေတယ်ဒါဆိုလိုတာကနော်အခိုက်အတန့်လေးအစဉ်ပြေအောင်လုပ်ကြတာတကယ်ဘလို့နီးနဲ့မှအမြဲတမ်းအစဉ်ပြေသွားအောင်လုပ်လို့မရဘူးအဲ့ဒါအသက်ကြီးလာပြီဆိုတော့ကိုလည်းတိတ်ပြီးတော့လုံးမပေးနိုင်တော့ဘူးခန္ဓာကိုယ်ရဲ့ယူရင်မှုကလည်းပိုးပြီးတော့များလာပြီဆိုတော့ငယ်တဲ့ပုဂ္ဂိုလ်တွေကယွံ့ကြတယ်မတတိကြဘူးကြည့်တဲ့အကြည့်ကိုဝါစားပြီးတော့အထင်သေးတဲ့အကြည့်နဲ့ကြည့်တယ်တကယ်တော့ဘာမှထူးတာမဟုတ်ခန္ဓာကိုယ်ရဲ့သဘာဝဟာတံဝေကရမယ်ဆိုရင်လည်းရစရာအလွန်ကောင်းပါဒါကိုမြတ်စွာဘုရားပြောပြတာဒွိပါရကောယအတုစီဒုက္ခနောပရိဟာရတိနာနာကုဏပပရိပူရောဝိတ္တဝန္တောတတောတတောဒ
ခြေနှချောင်းနဲ့ဒီခန္ဓာကိုယ်ဟာမစင်ကြယ်တာတွေစုထားပြီးတော့မကောင်းတဲ့အနက်တွေပဲရှိတယ်ဒါကြောင့်အမြဲတမ်းပြင်ဆင်နေရတယ်ဒီလိုပင်ပြင်ဆင်냐တော့လည်းပဲမကောင်းတာတွေကပြည်မြဲပြည်နေတယ်မကောင်းတာတွေနဲ့နော်စုပ်ပဲ့မြဲစုပ်ပဲ့နေတယ်လို့ဒီလိုပြောတာအဲ့လိုပြောပြီးတော့ဏိကုံးနောက်ဆုံးဂါထာလေးအဲ့ဒါလေးကတော့နော်ဒသနအမြင်ပါတယ်တော်တော်လေးစဉ်းစားတဲ့အကောင်းဧတာတိတေနကာယေနယောမေညေဩနမေတဝေပရဝအဝဇာနေယကိမေညတရအထတနာအဓိပ္ပာယ်ကဘာပြောတော့ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ကိုမြင့်တင်ပြီးတော့သူတစ်ပါးကိုနှိမ့်ချနိုင်မယ်ဆိုရင်ဒီခန္ဓာရဲ့အကြောင်းကိုအမှန်မသိခြင်းဆိုတဲ့အကြောင်းတရားကလည်းလို့ဒီပြင်အကြောင်းမရှိဘူးတဲ့ဟောဆိုလိုတာကဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုမြင့်တင်ပြီးတော့သူတစ်ပါးကိုရှုံချသူတစ်ပါးကိုနှိမ့်ချနိုင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမသိမမြင်မိုက်မဲခြင်းကိုအကြောင်းပြုလို့တခြားအကြောင်းမရှိဘူးတဲ့မသိလို့သာအဲ့ဒါလို့သူများကိုအထင်သေးတာကိုအထင်ကြီးတာသူများကိုနှိမ့်ချပြီးတော့ကိုမြင့်တင်နေတာဘာကိုမသိလို့တော့ဒီခန္ဓာရဲ့သဘာဝကိုမသိတာလို့ဆိုလိုတာဧတာတိတေနကာယေနယောမေညေဩနမေတဝေပရံဝအဝဇာနေယကိမေညတရအတ္တတနာဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ကိုမြင့်တင်ပြီးတော့သူတစ်ပါးကိုနှိမ့်ချမယ်ဆိုရင်ကိမေညတရအတ္တတနာမမြင်ခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိနိုင်မလဲတဲ့မမြင်ခြင်းကလွဲလို့တခြားဘယ်အကြောင်းရှိနိုင်မလဲအလုံးမမြင်တာတော့မကြည့်လို့မမြင်တာမြင်နိုင်တော့တဲ့အရေးအသွေးမရှိလို့မမြင်ရတာမဟုတ်မြင်ခွင့်ကမပြတ်သားလို့မထင်ရှားလို့မမြင်ရတာလည်းမဟုတ်တကယ်စင်စစ်မမြင်ဘူးဆိုတာမကြည့်လို့မမြင်တာကြည့်မယ်ဆိုရင်လူတိုင်းမြင်နိုင်တယ်သိနိုင်တယ်မြင်ခွင့်ကလည်းထင်ထင်ရှားရှားရှိတယ်မြင်နိုင်တဲ့အနေအထားမြင်နိုင်တဲ့အခြေအနေတွေကလည်းအပြည့်စုံရှိတယ်ကြည့်ခြင်းဆိုတဲ့အရင်အနည်းကိုသာစိုက်ထုတ်နိုင်မယ်ဆိုရင်မြင်ခြင်းဆိုတဲ့အကျိုးရလဒ်ဟာတေချာပေါက်ရကိုရလိမ့်မယ်ကိုယ်ခန္ဓာရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိမယ်မြင်မယ်ဆိုရင်ကိုမြင့်တင်တဲ့အပိုင်းသူတစ်ပါးကိုနှိမ့်ချတဲ့အပိုင်းတွေဟာမရှိသလောက်နည်းသွားလိမ့်မယ်လောကကြီးမှာထင်ကြီးစရာမရှိသလိုထင်သေးစရာလည်းမရှိဘူးအလုံးဟာဒုက္ခတွေကြီးပဲဒီအနေထားမှန်ကိုမှန်မှန်ကန်ကန်သိမယ်ဆိုရင်အဲ့ဒီအထင်သေးမှုအထင်ကြီးမှုငါကပါသူကပါဆိုတဲ့မှားယွင်းတဲ့အတွေးတွေဟာအများကြီးနည်းသွားနိုင်တယ်အလွန်မြင့်မားတဲ့စိတ်ဓာတ်ကိုပိုင်နိုင်တယ်တကယ်စင်စစ်တရားဒေသနာတွေဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာအဲ့လိုမှန်မှန်ကန်ကန်သိမယ်ဆိုရင်မေတ္တာဖြစ်ဖို့ဆိုတာလည်းဘာမှအခက်အခဲရှိမှာမဟုတ်ဘူးအနကပြောခဲ့တဲ့မေတ္တာတရားအဲ့တော့နောက်ဆုံးမြတ်စွာဘုရားကဒီသုတ်တံကိုအဲ့ဒီဂါထာလေးနဲ့အဆုံးသတ်တယ်ဒီဂါထာလေးကိုတော့ပိဿပေါင်းတော်ကောင်းတို့ရဲ့ခေါင်းထဲမှာစွဲစေခြင်းပါလေဧတာတိတေနကာယေနယောမေညေဩနမေတဝေပရံဝအဝဇာနေယကိမေညတရအတ္တတနာဒီလိုခန္ဓာကိုယ်မျိုးနဲ့များသူတစ်ပါးကိုရှုံချပြီးတော့ကိုမြင့်တင်မယ်ဆိုရင်ဒါဟာမတိမမြင်ခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးတဲ့ခန္ဓာကိုယ်ရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားအထောက်တဲ့နေရာမှာဒီမတင့်တယ်တဲ့ရွှန်ရှာဆွတ်ဆုပ်ပဲကုဋ္ဌာတတွေရဲ့အနေအထားဟာလည်းပဲသိရမယ်မြင်ရမယ်အစေပိုင်းတစ်ခုအနေအထားတစ်ခုဖြစ်တယ်ဆိုတာကိုကောင်းကောင်းနားလည်ပြီးတော့ကိုယ်ခန္ဓာရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားအထောက်နိုင်ကြဖို့လိုပါတယ်ဒါကဦးဇင်းတို့တိရိမာရဲ့ရုပ်ကလပ်ကိုရှေ့မှာထားပြီးတော့ယဟန်ပေသက်နတ်ပေသက်လူပေသက်ကိုမြတ်စွာဘုရားဟောပြခဲ့တဲ့ဒေသနာဝိဇယသုတ်တံတဲ့အဲ့ဒီဒေသနာကိုနာယူလည်းပြီးရောသောတော်ကတိရိမာကိုဆွဲလန်းပြီးတော့နေတဲ့ယဟန်တော်လေးဟာသောတပတ္တိမေညာပူညာကိုရတယ်တဲ့နောက်တိရိမာကဖြစ်သွားတဲ့တိရိမာနတ်မိဘုရားကတော့အနာဂါမိမေညာပူညာကိုရတယ်တဲ့တခြားသောယဟန်တော်တွေတရားဓမ္မတွေလည်းပဲအတိတုဉဏ်တို့ကိုရကြတာအလွန်တရာမှများပြားတဲ့အရေးအတွက်ရှိတယ်တဲ့ဒီတော့အတုပဘာဝနာဒါဟာမဲ့ဉဏ်ဖူဉဏ်ကိုရစေနိုင်တယ်ဆိုတာကိုနောက်တရားဓမ္မတို့ဦးဇင်းတို့တွေကဆွဲသွဲမြဲမြဲနားလည်ထားကြဖို့လိုတယ်ဒါကိုကြည်ရင်မြင်ရင်နဲ့
အနှစ်သာရကင်းမဲ့ဖို့ဆင်းရဲဖို့မတည်မြဲဖို့ဒီအနိစ္စဒုက္ခအနတ္တလက္ခဏာရေးသုံးပါးလည်းထင်ရှားစွာပေါ်လာနိုင်တာပဲဒါကြောင့်ကိုယ်ခန္ဓာရဲ့သဘာဝကိုသိအောင်ကြိုးစားတဲ့နေရာမှာဘက်စုံတောင်းစုံကနေကြိုးစားဖို့လိုတယ်ဆိုတာလေးကိုလည်းပဲနားလည်ထားဖို့သိထားဖို့လိုအပ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီကနေ့အတုပဘာဝနာဆိုပြီးတော့ဦးဇင်းတို့ဟောပြမယ်ဘာဝနာ၅မျိုးတည်းကတတိယမြောက်ဘာဝနာမနေ့ပြန်မနေ့ရောက်ရင်တော့မရဏနုတ္တိဘာဝနာအကြောင်းမနေ့ပြန်ညနေပိုင်းမှာတတိပဋ္ဌာန်ဘာဝနာအကြောင်းကိုပြောပြီးတော့ဘာဝနာ၅မျိုးပြည့်စုံမယ်နော်ဒီနေ့ညတော့ဦးဇင်းတို့ဘာဝိတ္တပတရားဆိုတာကိုဟောပြမယ်ပေါ့အဲ့တော့ဦးဇင်းတို့အခုဟောရင်းနဲ့နော်တဏှာကြီးတိရှိသွားပြီဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့အမှတ်တတိလေးနဲ့နားထောင်တော့ပို့ပြီးတော့စကလုံးလေးတွေကကိုယ်စိတ်ထဲမှာစွဲတယ်ပေါ့ပို့ပြီးတော့လည်းပဲပြန့်လွင့်မှုနည်းတယ်ပို့ပြီးတော့အာယုံစိုက်ဖြစ်တယ်ပို့ပြီးတော့လည်းပဲမြင်မာတဲ့အတွေ့တွေတရားနာရင်နဲ့ပေါ်ဖြစ်မယ်လို့အရင်ထင်ပါတယ်ဒါကြောင့်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ဘာဝနာတရားတွေကိုစ조사အထောက်ရင်းဖြင့်နောက်ဆုံးမဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဋကပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း